ထို့နောက်သူတို့သည်ဆောင်းလာပိုင်ရှင်ထံသို့တွားရောက်ကတရေဖမ်းပေးမိဟုပြောဆိုခဲ့ကြပါတယ်ထို့နောက်ထိုနှစ်ယောက်သည်ဖုံးကြုံကိုစကားပြောရန်ခေါ်ခဲ့ပါတယ်သူတို့ကဤပူပေါင်းဆောင်ရွက်မှုအတွက်ဖုံးကြုံကိုကော်မရှင်ခပေးမိဟုပြောခဲ့ကြပါတယ်အမှန်စင်စစ်တွင်ထိုနှစ်ယောက်သည်ဤတရေဖမ်းသည့်ကိစ္စတွင်ကြားခံလူလုပ်လိုကြခြင်းဖြစ်ပါတယ်ဖုံးကြုံသာဆောင်းလာရှိမိစ္ဆာကိုတတ်နိုင်ပါကသူသည်ဒေါ်လာ1 သန်းခွဲပမာဏကိုအလွယ်တကူရရှိမိဖြစ်ပါတယ်သို့သောဖုံးကြုံသည်ကြားခံလူကထိုမြလောက်များပြားသောအမြတ်ဆိုအန်ကိုရရှိသွားသည်ကိုမလိုလားသဖြင့်ထက်ကထွက်သွားရန်ပြင်ဆင်လေပါတယ်နင်းကိုမြင်သောအခါချန်ဆန်းကဖုံးကြုံကိုတားရန်အမြန်ထရက်လိုက်ပါတယ်ထို့နောက်ချန်ဆန်းကခချင်းငွေကို1 3 သန်းအထိတိုးပေးလိုက်ပါတယ်ဖုံးကြုံသည်ထိုစကားကိုကြားသည်နှင့်ချက်ချင်းသဘောတူလိုက်လေပါတယ်သို့သောဆောင်းလာပိုင်ရှင်ပေးလိုက်သောပမာဏမှာအမှန်တကယ်တွင်1 4 သန်းဖြစ်နေသည်ကိုဖုံးကြုံမသိခဲ့ပေအစားတောက်စားပြီးနောက်သူတို့3ယောက်သည်မစ်ရှင်ကိုလှုပ်ဆောင်ရန်ဆောင်းလာသို့တွားခဲ့ကြပါတယ်ချန်ဆန်း၏လမ်းညွှန်မှုဖြင့်ဖုံးကြုံသည်တရေများလူကို6 လက်လေးရှိသည့်အခန်းထဲသို့ဝင်သွားခဲ့ပါတယ်သို့သောတနာရီကြာအောင်ရှာဖွေခဲ့တော်လဲဘာမျှရှာမတွေ့ခဲ့ပေအခြားတစ်ဖက်တွင်မူရှုံးကြည်သည်အရက်လွန်ကြုံတောက်ထားမိသဖြင့်အိပ်ပျော်သွားခဲ့ပါတယ်သူတို့3ယောက်ဆောင်းလာခန်းထဲတွင်တရေကိုရှာဖွေနေစေမှာပင်ရှုံးကြည်အော်ဟစ်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်တရေမှာပေါ်လာပြီးဖြစ်ပါတယ်သူတို့3ယောက်ရောက်ရှိလာသောအခါတရေသည်သူတို့နှင့်အချိန်မဖြုံးလိုသဖြင့်ပျောက်ကွယ်သွားခဲ့ပါတယ်ထို့နောက်သူကရှုံးကြည်ကိုမကာဖုံးကြုံစီသို့ပြစ်ပေါက်လိုက်ပါတယ်ဤတရေ၏စွမ်းအားမှာအလွန်မကြီးမားတော့လဲသူ့ကိုကင်တွယ်ရန်အလွန်ခက်ခဲနေစေဖြစ်ပါတယ်ဖုံးကြုံသည်သူ၏အင်းအားရှိသမျှအသုံးပြုတော်လဲတရေ၏နှိမ့်ဆက်ခြင်းကိုခံနေရစေဖြစ်ပါတယ်အရေးကြီးသောအချိန်တွင်ရှုံးကြည်သည်အမှုပြေစေရန်လက်ဖက်ရည်တစ်ခွက်တောက်လိုက်ပါတယ်ထို့နောက်သူမသည်ကျမ်းပြင်ပေါ်တွင်ရှော့တိုက်ကပြန်လဲတိုက်ခိုက်ရန်ကြိုးစားခဲ့ပါတယ်မမျှော်လင့်ပဲတရေသည်သူမိလက်နှစ်ဖက်ကိုဖမ်းဆွဲကာပေါ်သို့ဆွဲတင်လိုက်ပါတယ်သူကသူမကိုအတင်းတမ်းမှနမ်းရန်ကြိုးစားလေပါတယ်ဖုံးကြုံသည်ချက်ချင်းခုန်ကျော်လာပြီးတရေကိုမြေပြင်ပေါ်သို့လဲချလိုက်ပါတယ်သို့သောဖုံးကြုံပြန်မထနိုင်ခင်မှာပင်တရေကသူ၏ခြေထောက်များကိုဖမ်းဆွဲပြီးချိုးပစ်လိုက်ပါတယ်ဖုံးကြုံဆက်လက်မတောင်းခံနိုင်တော့ဟုထင်နေချိန်မှာပင်ရှုံးကြည်သည်နောက်ဆုံးတွင်တတိပြန်ဝင်လာခဲ့ပါတယ်သူမသည်တရေ၏အားနည်းချက်ကိုမြင်သွားသဖြင့်ဖုံးကြုံကိုပြောပြလိုက်ပါတယ်နောက်ဆုံးတွင်ဖုံးကြုံသည်တရေ၏အားနည်းချက်ကိုချိန်ရွယ်ကတိုက်ခိုက်လိုက်ပါတယ်တရေသည်လူတိုင်း၏ရှေ့မောက်တွင်ပင်အပိုင်းပိုင်းဆဆဖြစ်သွားခဲ့ပါတယ်ဒီအောင်မြင်သောပူပေါင်းဆောင်ရွက်မှုကြောင့်အင်နန်နှင့်ချန်ဆန်းတို့သည်အခန်းပြုပြင်ကပေးချေရန်လုံလောက်သောငွေကိုရရှိခဲ့ကြပါတယ်ထို့ပြင်သူတို့၄ယောက်သည်တရေတက်ရန်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့ကြပါတယ်ယခုမှဆက်လက်သူတို့သည်ဖုံးကြုံအတွက်ဖောက်တီများရှာဖွေပေးရန်အာယုံဆိုင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်ချန်ဆန်းနှင့်အင်နန်တို့ကကော်မရှင်ကကိုသာယူကြမည်ဖြစ်ပါတယ်ဖုံးကြုံသည်အစပိုင်းတွင်သဘောမတူလိုတော့လဲအဖွဲ့ဖွဲ့ချင်း၏အကျိုးကျေးဇူးများကိုကြားသောအခါစိတ်ချက်ချင်းပြောင်းသွားခဲ့ပါတယ်ချန်ဆန်းသည်နတ်ဖီယားမှစိုးအင်နာကိုအဖွဲ့ထဲသို့ဆွဲသွင်းခဲ့ခြင်းဖြစ်ပါတယ်သူတို့သည်ဖုံးကြုံကိုသူမနှင့်အတူရှိနေစေရန်အဖွဲ့လိုက်လှုပ်ရှားမှုကိုပင်စီစဉ်ပေးခဲ့ကြပါတယ်နောက်တစ်နေ့တွင်အဖွဲ့တစ်ဖွဲ့လုံးသည်အပန်းဖြေရန်အတွက်မြို့ပြင်သို့သွားခဲ့ကြပါတယ်ဖုံးကြုံသည်အမြဲတမ်းပျော်ရွှင်စွာပြုံးနေခဲ့ပါတယ်ရှုံးကြည်မှမူလစ်လျူရှုခြင်းခံရသဖြင့်မျက်နှာတွင်တယောက်တည်းသာထိုင်နေနိုင်ခဲ့ပါတယ်သို့သောကြချိန်တွင်ကံမကောင်းသည့်အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်အင်နာသည်တရားပေါ်တွင်ထိုင်ကာခြေထောက်များကိုလွှဲရမ်းနေစဉ်မှာပင်ရုတ်တရက်ရေအောက်မှလက်တစ်ဖက်ထွက်လာပြီးသူမ၏ခြေရောက်ကိုဖမ်းဆွဲကာအောက်သို့ဆွဲချသွားခဲ့ပါတယ်သူမ၏ဘေးတွင်ထိုင်နေသောရှုံးကြည်သည်မင်းကိုမြင်လိုက်ရသဖြင့်အင်နာကိုကယ်တင်ရန်ချက်ချင်းပြေးသွားခဲ့ပါတယ်သို့သောရှုံးကြည်ကဲ့သို့တရေတကောင်သည်အသက်ရှင်နေသောလူတစ်ယောက်ကိုမထိတွေ့နိုင်ပေအရေးကြီးသောအချိန်တွင်ဖုံးကြုံကအချိန်မီတွေ့ရှိသွားခဲ့ပါတယ်သူသည်ချက်ချင်းပြေးလာပြီးရှုံးကြည်ကိုတွန်းထုတ်လိုက်ပါတယ်နောက်ဆုံးတွင်သူသည်အင်နာကိုကမ်းပေါ်သို့အောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်ကံကောင်းထောက်မစွာဖြင့်သူအချိန်မီရောက်ရှိလာသဖြင့်သူမတွင်ဘာမျှမဖြစ်ခဲ့ပေပြည့်ချိန်တွင်ဖုံးကြုံသည်ရှုံးကြည်ကိုစိတ်တူသွားခဲ့ပါတယ်သူ၏ဒေါသအရှိန်ဖြင့်သူမပေါ်အခြေမြင့်မရှိသောဝေဖန်မှုအချို့ကိုမတော်တဆပြောမိသွားခဲ့ပါတယ်ရှုံးကြည်သည်ဖုံးကြုံ၏အတိတ်ပဲမရှိသောဝေဖန်မှုကိုကြားရသောအခါစိတ်ဆိုးမှန်ဆိုးဖြင့်လက်ထွက်သွားခဲ့ပါတယ်ထို့နောက်သူမသည်တရားပေါ်တွင်စိတ်ဆိုးသောခံစားချက်ဖြင့်ထိုင်နေခဲ့ပါတယ်ကြည့်အချိန်တွင်ဖုံးကြုံသည်လည်းအနီးနားရှိဆေးဆိုင်ကိုမေးရန်ကုံစုံဆိုင်သို့ပြေးသွားခဲ့ပါတယ်သူနှင့်သူ၏သူငယ်ချင်းများမျက်နှာတွင်ပျော်ပွဲစားထွက်နေသည်ကိုထိုမျိုးသမီးတည်သွားသောအခါထိုနေရာတွင်လူများကိုဒုက္ခပေးနေသောရေတရေတကောင်ရှိနေသဖြင့်အမြန်ထွက်သွားရန်သူ့ကိုချက်ချင်းသတိပေးခဲ့ပါတယ်နင်းကိုကြားလိုက်ရသောအခါဖုံးကြုံသည်သူရှုံးကြည်ကိုမိုင်းရင်းစွာပြစ်တင်မိခဲ့ကြောင်းသိသွားသဖြင့်သူမကိုရှာရန်မြေကမ်းပါးသို့ချက်ချင်းပြေးသွားခဲ့ပါတယ်ထိုအချိန်မှာပင်ရှုံးကြည်သည်တရားပေါ်တွင်ထိုင်နေဆဲဖြစ်ပါတယ်သူမသည်အဖြူရောင်ရိတ်တစ်ခုသူမိအနီးသို့ချင်းကပ်လာနေသည်ကိုလုံးဝသတိထားမိခဲ့ခြင်းမရှိပါဘူးရှုံးကြည်သည်ထိုသူ၏ဆွဲချခြင်းကိုချက်ချင်းခံလိုက်ရပါတယ်ရှုံးကြည်သည်ရေမိတ်စာ၏မြစ်ထဲသို့ဆွဲချခြင်းကိုခံလိုက်ရတော့လဲသူမတွင်လွတ်မြောက်ရန်နည်းလမ်းမရှိခဲ့ပါဘူးရှုံးကြည်သည်မျောလင်းချက်မဲ့စွာဖြင့်ရေကန်ထဲသို့တဖြည်းဖြည်းနှဆိုင်စွာမျိုးဆင်းသွားခဲ့ပါတယ်ကြက်ခိုက်တန့်တွင်ဖုံးကြုံသည်အချိန်မီပြေးလာခဲ့ပါတယ်သူသည်ရေကန်ထဲသို့ချက်ချင်းခုန်ချလိုက်ပြီးသူမကိုအမြန်ပွေ့ဖက်ကကမ်းခြေသို့ကူးခတ်ခဲ့ပါတယ်သို့တော်ကြက်ချိန်တွင်ရေမိတ်စာသည်ရုတ်တရက်ပေါ်လာပြီးဖုံးကြုံ၏လေပင်ကိုတင်းကျပ်စွာပွေ့ဖက်လိုက်ပါတယ်ရှုံးကြည်သည်ဖုံးကြုံကိုဆက်ရည်မတွေ့ထားနိုင်သဖြင့်လက်လွတ်လိုက်ရပြီးတဖြည်းဖြည်းပို၏နှဆိုင်စွာမျိုးဆင်းသွားခဲ့ပါတယ်ကြက်ချိန်တွင်ဖုံးကြုံသည်သူ၏ခြေထောက်ကိုအသုံးပြုသည့်ရေမိတ်စာကိုကန်ထုတ်လိုက်ရာသူမပျောက်ကွယ်သွားခဲ့ပါတယ်ရှုံးကြည်ဝိညာဉ်မှာပေါ်လိုက်ပြောက်လိုက်ဖြစ်နေပြီးပျောက်ကွယ်တော့မိပုံစံဖြစ်နေခဲ့ပါတယ်နောက်တစ်နေ့မနက်တွင်ဖုံးကြုံသည်အပြင်သွားရန်အချိန်မီနိုးလာခဲ့တော်လဲရှုံးကြည်ကတော့ယနေ့အထိနိုးမလာခဲ့ပါဘူးသူမသည်သူမိအတိတ်မညံများကိုပြန်လည်ရရှိသွားခဲ့ခြင်းဖြစ်ပါတယ်သူမိအိမ်မက်ထဲတွင်သူမသည်ကားတိုက်ခံခဲ့ရပြီးနောက်ဆေးရုံသို့ပို့ဆောင်ခြင်းခံခဲ့ရပါတယ်ဖုံးကြုံကရှုံးကြည်ကိုနှိုးကျင်တော်လဲသူမကိုထိမိသောအခါသူမိကိုခန္ဓာမှာအလွန်ပူနေသည်ကိုသိလိုက်ရပါတယ်တရေများထားတတ်သလားဟုသူတီးကျင်မိပါတယ်မြင်းမှာသူ၏တရေဖန်သည့်နှစ်ပေါင်းများစွာအတွင်းပထမဆုံးချိန်ကြုံတွေ့ရသည့်အခြေအနေဖြစ်ပါတယ်ထို့ကြောင့်သူသည်ကျောင်းသို့ဖုံးဆက်ကခွင့်တိုင်ခဲ့ပါတယ်ထို့နောက်ဖုံးကြုံသည်ထမင်းချက်ကရှုံးကြည်နိုးလာသည့်အထိစောင့်နေခဲ့ပါတယ်မုန်းတဲ့ချိန်တွင်သူမနောက်ဆုံးနိုးလာခဲ့ပါတယ်သူကသူမကိုပြုစုရန်ကြောင်းခွင့်တိုင်ထားသည်ကိုသိသောအခါသူမအလွန်စိတ်လှုပ်ရှားသွားခဲ့ပါတယ်နောက်တစ်နေ့တွင်ရှုံးကြည်နေပြန်ကောင်းလာသဖြင့်ဖုံးကြုံကြောင်းပြန်တက်ခဲ့ပါတယ်သူတို့နှစ်ယောက်ကြောင်းသို့ရောက်သောအခါချန်ဆန်းနှင့်အင်နန်တို့ကသူတို့ကိုစောင့်နေသည်မှာကြာပြီဖြစ်ပါတယ်သူတို့သည်ပိုကြီးကျွမ်းကျင်ပိုင်နိုင်သောတရေဖန်ဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုကြပါတယ်ထို့ကြောင့်အောင်သူတို့သည်သူတို့၏ရုပ်ရည်ကိုစတင်ပြောင်းလဲခဲ့ကြပါတယ်
ထို့နောက်သူတို့သည်အမှုကြီးတစ်ခုကိုမကြာမီလက်ခံရရှိခဲ့ပါတယ်တမိချစ်သူကစာမေးပွဲတွင်ဒုတိယအဆင့်ရရှိခဲ့သည့်အတွက်ကြောင့်ပင်ထိုမိခင်ရင်းမှာတမိဖြစ်သူကိုတနာရီကြာအောင်စူပူခဲ့တော်လဲတမိချစ်သူမှာစကားတခုမျှပြန်မပြောဝမ်းခဲ့ပါဘူးသူမသည်အောင်စရင်ကိုကြည့်ကတိတ်တဆိတ်မျက်ရည်ကျနေခဲ့ပါတယ်နေ့တိုင်းပင်ပန်းစွာလှုပ်လှုပ်နေသောမိခင်ပေါ်ပြည့်ရှိသလိုခံစားရသဖြင့်သူမသည်မိုင်မဲသောအကြံတစ်ခုရလာပြီးတစ်ခုခုလုပ်ရန်ရည်ရွယ်ကဝရဏအဆုံးတွင်ရက်နေခဲ့ပါတယ်ထိုချိန်တွင်သူမိ၏ဘေးနာတရေတံကောင်းပေါ်လာသဖြင့်သူမကြောက်လန့်တကြားအော်ဟစ်ခဲ့ပါတယ်နောက်တစ်နေ့နန်းစောစောတွင်မိခင်ဖြစ်သူကတမီးအတွက်ကျူရှင်ဆရာတစ်တယောက်စီစဉ်ပေးခဲ့ပါတယ်ထို့ပြင်အခန်းထဲတွင်စာကြိုးစားနေစေဖြစ်သောတမီးအတွက်တစ်တီးများယူဆောင်လာခဲ့ပါတယ်သို့သောတကားထဲသို့ဝင်လိုက်သည်နှင့်သူမအလွန်ထိတ်လန့်သွားပြီးတစ်တီးပန်းကန်ကိုကျမ်းပြင်ပေါ်သို့ချပစ်ခဲ့ပါတယ်တမီးဖြစ်သူ၏အခန်းထဲတွင်စုပ်ဖြဲထားသောစာမေးပွဲစာရွက်များနှင့်စာအုပ်များပြည့်နှက်နေခဲ့ပါတယ်သူမိတမီးမှာဓာတ်တစ်ချောင်းဖြင့်အကြောင်းသုံးစာအုပ်များကိုပင်လိဖြတ်နေခဲ့ပါတယ်ထို့နောက်တွင်မိခင်ဖြစ်သူကကျဲလောင်စွာအော်ဟစ်ခဲ့ပါတယ်သူမိတမီးကသူမိလက်ကိုဓာတ်ဖြင့်လိဖြတ်ရန်ဝန်ရဲနေခဲ့တာကြောင့်ဖြစ်ပါတယ်ထိုနေ့မှစလီထိုမင်းကလေးငယ်မှာလုံးဝတခြားလူတစ်ယောက်ဖြစ်ပြောင်းလဲသွားပုံရပါတယ်စူဂျုံမှာအမြဲတမ်းရိုးရိုးရင်ရင်နေတဲ့သူဖြစ်တော်လဲယခုအခါမိတ်ကပ်ထူကြီးများလင်းထားခဲ့ပါတယ်စူဂျုံ၏မိခင်ကမင်းကိုမြင်တော့ခါချက်ချင်းပင်အဝတ်စားများလဲခိုင်းခဲ့ပါတယ်သို့တော့စူဂျုံကမိခင်ဖြစ်သူကိုကုတင်ပေါ်သို့တွန်းချလိုက်ပါတယ်ထို့နောက်မိခင်ကိုစိုက်ကြည့်ကကျမကိုလာမချုပ်ကင်တဲ့တကယ်သမီးကတေသွားပြီးဘာလို့လဲဆိုတော့အန်ဒီလိုအမေမျိုးနဲ့ဘယ်သူမှအတူမနေနိုင်လို့ပဲဟုပြောခဲ့ပါတယ်ထို့သို့ပြောပြီးနောက်စူဂျုံသည်တကားဖွင့်ကထွက်သွားခဲ့ပါတယ်မိခင်ဖြစ်သူကစူဂျုံနောက်သို့လိုက်သွားခဲ့ပါတယ်တမိဖြစ်သူမှာထို့သို့သောမတင်လျော်သည့်အရက်ဆိုင်တစ်ခုသို့သွားသည်ကိုသိရသဖြင့်သူမအလွန်စိတ်ပြက်ခဲ့ပါတယ်မိခင်ဖြစ်သူအထဲသို့အပြေးလွှာဝင်သွားသောအခါတမိဖြစ်သူမှာဆိုင်တွင်းရှိသူစိမ်းမျိုးသားတဦးနှင့်ရင်းနှီးစွာနေထိုင်နေသည်ကိုတွေ့လိုက်ရပါတယ်သူမကစူဂျုံကိုချက်ချင်းဆွဲထုတ်ကပါးရိုက်လိုက်ပါတယ်သို့သောစူဂျုံကသူမကိုပြန်ဆိုင်ကြည့်ပြီးနောက်ယူသွစွာရေမောခဲ့ပါတယ်ဘုံကျွန်တို့ဖွဲ့ရောက်ရှိလာသောအခါစူဂျုံမှာမိခင်ဖြစ်သူ၏အခန်းထဲတွင်ပိတ်လောင်ခြင်းခံထားရပါတယ်သို့သောစူဂျုံသည်တကားကိုအယူတယောက်လိုလိုက်ထုနေစေဖြစ်ပါတယ်ဘုံကျွန်သည်အခြေအနေသေးစိတ်ကိုသိရှိပြီးနောက်မင်းမှာတာမန်စိတ်ယောဂမဟုတ်သည်ကိုသိသွားခဲ့ပါတယ်ရုတ်တရက်အခန်းထဲမှအတန်ကျဲကြီးထွက်ပေါ်လာခဲ့ပါတယ်ဘုံကျွန်သည်စစ်ဆေးရန်အမြန်ဝင်သွားတော်လဲနေရန်ပေါ်တွင်သွေးများဖြင့်ကုတ်ချစ်ထားသောအမှတ်သားများကိုတွေ့လိုက်ရပါတယ်စူဂျုံသည်ထောင်းတနေရာတွင်ထိုင်ကာသူမိဆံပင်များကိုယူသွစွာကုတ်ချစ်နေခဲ့ပါတယ်စူဂျုံ၏လက်ချောင်းဆယ်ချောင်းမှာသူမကိုယ်တိုင်ကပ်ဖြတ်ထားသည့်ຢာများဖြင့်ပြောင်းလဲနေခဲ့ပါပြီဘုံဂျုံ၏မျက်လုံးထဲတွင်မင်းမင်္ဂလေးတယောက်မဟုတ်ပဲဆမ်မင်နိုတို့နှင့်မိမတရဲတကောင်ဖြစ်နေပါတယ်စူဂျုံသည်မိစ္ဆာပုကတ်ချင်းခံထားရပုံရပါတယ်သို့သောဘုံဂျုံရှိသို့တိုးသွားမီလို့တွင်သူမကသူ၏ခြေရောက်ကိုဖမ်းဆွဲကမြေပြင်ပေါ်သို့လွှဲပစ်လိုက်ပါတယ်ထို့နောက်သူမသည်သူ၏အပေါ်တွင်ချက်ချင်းထိုင်လိုက်ပြီးသူ၏လက်တွင်ကိုညှစ်ခဲ့ပါတယ်ဘုံဂျုံကိုကူညီရန်လာခဲ့သောရှုံးကြည့်ပင်လျင်သူမိ၏လက်တစ်ဖက်တည်းဖြင့်လွင့်ထွက်သွားခဲ့ပါတယ်မိခင်ဖြစ်သူကအခန်းထဲမှအတန်များကိုကြားရသောအခါတမိဖြစ်သူထိခိုက်မိကိုစိုးရိမ်သဖြင့်အမြန်ပြေးဝင်လာခဲ့ပါတယ်ထိုအကြောင်းကြောင့်ဘုံဂျုံနှင့်ရှုံးကြည့်တို့သည်စူဂျုံကိုအင်အားပြည့်သုံးကမတိုက်ခိုက်နိုင်ခဲ့ကြပါဘူးသူမသည်ရုတ်တရက်အပြင်သို့ပြေးထွက်သွားပြီးမိစ္ဆာပြုံးဖြင့်ခေါင်းမိုးပေါ်သို့တန်းတန်းမတ်မတ်ပြေးသွားခဲ့ပါတယ်ဖုံးကြုံလိုက်သွားသောအခါသူမ၏ခြေရောက်တစ်ဖက်မှာအပြင်သို့မကာဆန့်ထုတ်ထားပြီးဖြစ်ပါတယ်အရေးကြီးသောအချိန်တွင်ရှုံးကြည်ကအချိန်မီပေါ်လာပြီးသူမကိုနောက်မှဆွဲထားခဲ့ပါတယ်ရှုံးကြည်သည်ပြအခွင့်အရေးကိုအသုံးပြုကာစူဂျုံကိုတတိဝင်လာစေရန်စ조사ခဲ့တော်လဲသူမ၏ကိုခန္ဓာမှာမိစ္ဆာ၏တိမ့်ပတ်ခြင်းကိုခံထားရပြီးဖြစ်ပါတယ်ထို့နောက်သူမကရှုံးကြည်၏လေပင်ကိုဖမ်းညစ်လိုက်ပါတယ်ကံကောင်းစွာဖြင့်ဖုံးကြုံချိန်မီပြေးလာခဲ့ပါတယ်မိစ္ဆာကရှုံးကြည်ကိုဘေးသို့ပစ်ချလိုက်ပါတယ်မိစ္ဆာကခန္ဓာကိုယ်ကိုကြာရှည်သိမ့်ပိုက်လေလေခန္ဓာကိုယ်နှင့်ပေါင်းစပ်မှုပိုမြင့်မားလေလေဖြစ်ပါတယ်စူဂျုံ၏ခန္ဓာကိုယ်ထဲတွင်နေထိုင်နေသောမိစ္ဆာကြောင့်ဘုံကြုံတိုက်ခိုက်ရန်ခက်ခဲနေခဲ့ပါတယ်နောက်ဆုံးတွင်သူသည်သူမ၏လေပင်ညစ်ခြင်းကိုခံခဲ့ရပါတယ်ဤမြင်ကွင်းကိုမြင်သောအခါမိခင်ဖြစ်သူသည်နောက်ဆုံးသူမ၏ပြဿနာကိုတတိပြုမိသွားခဲ့ပါတယ်သူမသည်အရှိတို့လျှောက်သွားကတမိဖြစ်သူကိုတောင်းပန်ခဲ့ပါတယ်မိခင်ဖြစ်သူအနီးသို့ချင်းကပ်လာသည်နှင့်အမျှစူဂျုံသည်မိစ္ဆာကိုသူမ၏ခန္ဓာကိုယ်ထဲမှမောင်းထုတ်ရန်စ조사နေသောကြောင့်မိစ္ဆာမှာနာကျင်စွာအော်ဟစ်ခဲ့ပါတယ်မိစ္ဆာသည်စူဂျုံ၏ခန္ဓာကိုယ်ထဲမှထွက်ပြေးသွားပြီးနောက်တွင်ဘုံကြုံသည်နောက်ဆုံးသူ၏အစွမ်းကိုပြသခဲ့ပါတယ်သူသည်လက်တိတစ်ချက်ဖြင့်မိစ္ဆာကိုချက်ချင်းပျောက်ကွယ်သွားအောင်လုပ်လိုက်ပါတယ်မိစ္ဆာပျောက်ကွယ်သွားပြီးနောက်စူဂျုံနှင့်သူမ၏မိခင်တို့သည်တယောက်ကိုတယောက်ဖက်ကငိုကြွေးခဲ့ကြပါတယ်အဖြစ်ပြက်ကိုကြုံတွေ့ပြီးနောက်တွင်မိခင်ဖြစ်သူသည်လည်းတမိဖြစ်သူပေါ်မိခဲ့တို့ကောင်းမွန်စွာဆက်ဆံရမည်ကိုသိရှိသွားခဲ့ပါတယ်တက္ကသိုလ်ပရော်ဖက်ဆာတို့ဦးသည်လေလွင့်ကြောင်တကောင်၏ကုတ်ချစ်ခြင်းကိုခံရသဖြင့်လက်တွင်ဒဏ်ရာရရှိခဲ့ပါတယ်သူကအကြောင်းသူလေးကိုသူဘာမှမဖြစ်ကြောင်းပြောခဲ့ပါတယ်သို့သောညဘက်တွင်မူသူသည်ထိုနေရာသို့တိတ်တဆိတ်ပြန်လာခဲ့ပါတယ်ပတ်ဝန်းကျင်တွင်လူသူမရှိတော့သည့်အချိန်တွင်သူသည်ထိုကြောင်ကိုလေပင်ညစ်တက်လိုက်ပါတယ်သို့သောဤမြင်ကွင်းကိုစိုးကြောင်ကတိုက်တိုက်ဆိုင်ဆိုင်မြင်တွေ့သွားခဲ့ပါတယ်သူမသည်ထောက်တနေရာတွင်ပုံနေပြီးအတန်မထွက်ဝအောင်ပါဇက်ကိုပိတ်ထားခဲ့ပါတယ်ပရော်ဖက်ဆာထွက်သွားပြီးနောက်မှသာသူမသည်အခြေအနေကိုတွားရောက်ကြည့်ရှုဝန်းခဲ့ပါတယ်ထိုချိန်တွင်သူမသည်ကြောင်မိသားစုတစုလုံးတေဆုံးသွားသည်ကိုတွေ့ရှိခဲ့ပါတယ်ပရော်ဖက်ဆာ၏ကလောင်တံမှာလည်းအခင်းဖြစ်ပွားရာနေရာတွင်ကြံရိပ်ခဲ့ပါတယ်နောက်တစ်နေ့တွင်ဆရာကျူးသည်ထုံးစံအတိုင်းတန်းတက်ခဲ့ပါတယ်သို့တော်သူထွက်ခွာသွားချိန်တွင်ရှုံးကြည်ကိုတက်ကြွစွာရှောင်ဖယ်သွားခဲ့ပါတယ်ထို့ကြောင့်ဆရာကျူးသည်တရေများကိုမြင်နိုင်သည်ဟုရှုံးကြည်ကတန်တရားဝင်ခဲ့ပါတယ်သို့တော်ဘုံကြုံကမူမင်းကိုဂီယူမဆိုင်ခဲ့ပါဘူးမုန်းတဲ့ချိန်တွင်အင်နာသည်ကျောင်းဝင်းလယ်တွင်စိုးပြောင်ထိုင်နေသည်ကိုမြင်လိုက်ရပါတယ်ထို့ကြောင့်သူမသည်စကားပြောရန်အနီးသို့သွားခဲ့ပါတယ်သို့တော်စိုးပြောင်သည်အလျင်မြန်ထွက်ခွာသွားခဲ့ပါတယ်သူမိကြောဘိုးအိတ်ထဲမှဆရာကျူး၏ကလောင်တကြသွားခဲ့ပါတယ်ထို့ကြောင့်အင်နာကနင်းကိုကောက်ယူပြီးဆရာထံသို့ပြန်ပေးခဲ့ပါတယ်ဖက်ချက်ကမနေ့ကဖြစ်ရက်ကိုတစုံတယောက်တည်သွားပြီဟုဆရာကျူးကိုရိပ်မိစေခဲ့ပါတယ်ညနေပိုင်းတွင်စိုးပြောင်တယောက်တည်းအိမ်ပြန်လာစဉ်ဆရာကျူးကလမ်းပိတ်ကတားဆီးပြန်ပါတယ်သူကကလောင်နံကိုထုတ်ပြပြီးသူမကိုမင်းမြန်းခဲ့ပါတယ်သို့တော့သူ၏လက်ထဲမှကလောင်နံကိုမြင်လိုက်ရသောအခါသူမသည်ချက်ချင်းလက်ပြေးခဲ့ပါတယ်သူမသည်လမ်းကြားလေးတစ်ခုတည်းသို့ပြေးဝင်သွားခဲ့ပါတယ်ခုနကဆရာကျူးမှာသူမိနောက်တွင်ရှိနေတော်လဲယခုအခါသူမိရှိတဲ့တွင်ပေါ်လာခဲ့ပါတယ်သူသည်စိုးပြောင်၏လေပင်ကိုချက်ချင်းဖမ်းညစ်လိုက်ပါတယ်သူသည်စကားများကြီးမပြောတဲ့သူမိကြောတို့ကိုချိုးပစ်လိုက်ပါတယ်နောက်တစ်နေ့အတန်းထဲတွင်ဆရာကျူးသည်စိုးပြောင်ဘရောက်နေတယ်လဲဟုចောင်းသားများကိုဟန်ဆောင်ကမင်းမြန်းခဲ့ပါတယ်သူသည်သူမိအလောင်းကိုမြို့ပြင်ရှိတောင်ပေါ်တစ်ခုတွင်စွန့်ပစ်ခဲ့ပြီးဖြစ်ပါတယ်ចောင်းဆင်းပြီးနောက်ဖြုံးကြည်သည်စိုးကျင်ဟုအမိရသောမိမတရဲတကောင်နှင့်ဤအကြောင်းကိုပြောပြနေခဲ့ပါတယ်စိုးကျင်သည်မူလကမိသူပြောက်ဆုံးသည်ဖြစ်စေဂီယူမဆိုင်ခဲ့ပါဘူးသို့သောဆရာကျူးသည်အလွန်ချောမောသောအမျိုးသားတို့ဖြစ်ကြောင်းဖြုံးကြည်ပြောသည်ကိုကြားသောအခါစိုးကျင်၏သဘောထားမှာချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်ចောင်းဆင်းသောအခါစိုးကျင်သည်ဆရာကျူးဖွင့်ထားသောတိရစ္ဆာန်ဆေးကူဆေးရုံသို့နောက်မှလိုက်သွားခဲ့ပါတယ်အခန်းနှင့်ချိတ်ဆွဲထားသောဂုံထုဆောင်လက်မှတ်များကိုမြင်သောအခါသူမသည်မြင်းတွင်စိတ်ဝင်စားနှင့်မျောနေခဲ့ပါတယ်
ရုတ်တရက်စိုးကျင်သည်စိုးပြောင်၏ចောင်းသားကတ်ကိုထိုနေရာတွင်တွေ့လိုက်ရပါတယ်စိုးကျင်တွေ့ရနေစေမှာပင်သူသည်တကားဖွင့်ကဝင်လာခဲ့ပါတယ်စိုးကျင်သည်မူလကဆရာကျူးကိုအနီးသို့သွားကနန်းဆိုင်လိုတော်လဲသူကပါဇက်ဟကသူမကို၏အထိနောက်ယောင်ခံလိုက်လာသည်မှာစိတ်နှောက်ယှက်ဖြစ်เสียကောင်းကြောင်းပြောလိုက်ပါတယ်သူကသူမကိုကြည့်လိုက်တော့အခါစိုးကျင်အလွန်အားတင်သွားခဲ့ပါတယ်ဤလူသည်တရေများကိုမြင်နိုင်လိမ့်မည်ဟုသူမမမျှော်လင့်ထားခဲ့ပါဘူးသူမထွက်ပြေးရန်စူးစမ်းတော့အခါသူကသူမကိုလည်းပင်ညင်လိုက်ပါတယ်သူ၏ရှိုးဝက်ချက်ကိုသိရှိသွားသူမိသူမဆိုအသက်ရှင်နိုင်မည်မဟုတ်ပါဘူးသူ၏ညာဘက်လက်ကစိုးကျင်၏လေပင်ကိုဆက်တိုက်ညစ်ထားခဲ့ပါတယ်နောက်ဆုံးတွင်သူမ၏ဝိညာဉ်မှာလေထဲတွင်ပျောက်ကွယ်သွားခဲ့ပါတယ်နောက်တစ်နေ့တွင်တောင်ပေါ်သို့မှုတစ်ခုသောခီးသွားတဦးသည်တောထဲတွင်စိုးပြောင်၏အလောင်းကိုတိုက်တိုက်ဆိုင်ဆိုင်တွေ့ရှိသွားခဲ့ပါတယ်။အမြန်ဆုံးစမ်းစစ်ဆေးမှုများအရအဓိကတန်တရားရှိသူမှာဆရာကျူးဖြစ်ကြောင်းရဲတပ်ဖွဲ့ကသိရှိသွားခဲ့ပါတယ်။ခီးသွားဗီဒီယိုမှတ်တမ်းများပေါ်အခြေခံပြီးစိုးပြောင်သေဆုံးပြီးမကြာမီတွင်ဆရာကျူးသည်လည်းတောင်ပေါ်သို့တက်သွားခဲ့ကြောင်းရဲများကတွေ့ရှိခဲ့ပါတယ်။သို့သောခိုင်လုံသောသက်သေထောက်ထားမရှိသောကြောင့်ရဲတပ်ဖွဲ့သည်သူ့ကိုဥစွာပြန်လွှတ်ပေးခဲ့ရပါတယ်။ဆရာကျူးသည်ရဲစခန်းမှာဝင်းကြွားစွာထွက်ခွာသွားခဲ့ပါတယ်။ရဲများတွင်တက်သေးရှိလင်ပင်သူသည်ကြောက်လန့်မည်မဟုတ်ပါဘူး။အကြောင်းမှာဤကဘာတွင်သူကဲ့သို့သောလူစားမျိုးကိုသာသူကြောက်တတ်သောကြောင့်ဖြစ်ပါတယ်။ပြီးတော့သူနှင့်တူသောအရာတစ်ခုမှာဖုံးကြုံ၏လက်ထဲတွင်ရှိနေပါတယ်။ဖုံးကြုံနှင့်ရွှန်းကြီးတို့သည်တန်းကောင်ရံချိန်တွင်အိမ်မပျော်သဖြင့် TV ထိုင်ကြည့်နေခဲ့ကြပါတယ်။တနည်းနည်းဖြင့်အနံခံပြသနေသောလိုင်းတစ်ခုသို့ရောက်သွားခဲ့ပါတယ်။အခြေအနေမှာအလွန်စိတ်ရွှေခြင်းနေရခတ်ခြင်းဖြစ်နေခဲ့ပါတယ်။ထိုအချိန်တွင်ဖုံးကြုံသည်တရေဖန်းရန်တာဝန်တစ်ခုကိုရုတ်တရက်ရရှိခဲ့ပါတယ်။ယခုတစ်ခေါက်နင့်နာသူမှာအလွန်ထူးဆန်းနေပါတယ်။သူသည်အလွန်နိုးကြပုံရတော့လဲတရေချောက်ခံနေရသူ၏ပုံစံဖြစ်နေခဲ့ပါတယ်။လွန်ခဲ့သောအပတ်ကတမနက်တွင်ထိုမျိုးသားသည်အိယာမှနိုးလာပြီးနောက်ရုတ်တရက်ရေချိုးခန်းထဲသို့ပြေးဝင်ကအထဲမှပိတ်ထားခဲ့ပါတယ်။မိသားစုဝင်အားလုံးအပြေးလွှာရောက်လာသောအခါထိုမျိုးသားမှာမိုက်မဲသောအပြုအမူတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ထိုနေ့မှဆက်လက်သူနိုးလာသည့်နေ့တိုင်းတွင်မရက်မနာအောင်ဟစ်နေခဲ့ပါတယ်။မိသားစုဝင်တိုင်းကသူ့ကိုတရေပူးနေသည်ဟုထင်ခဲ့ကြပါတယ်။သူ၏ညီမဖြစ်သူကဖုံးကြုံကိုသူ၏အိတ်ခမ်းထဲသို့ခေါ်ဆောင်သွားခဲ့ပါတယ်။သို့သောသူမလိုက်ကာကိုဖွင့်လိုက်သည်နှင့်မင်းမှာအလိုလျောက်ပြန်ပိတ်သွားခဲ့ပါတယ်။ထို့နောက်ဒေါကျင်ဟုအမိရသောထိုမျိုးသား၏အပေါ်တွင်မင်းမတရဲတကောင်ပေါ်လာပြီးထိုင်နေခဲ့ပါတယ်။ဖုံးကြုံကတိုက်ခိုက်ရန်ပြင်လက်ချိန်တွင်ထိုမင်းမတရဲမှာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ထိုချိန်တွင်ဒေါကျင်သည်လည်းစတင်အော်ဟစ်တော့ပါတယ်။ရွှန်းကြည်သည်စားပွဲပေါ်ရှိတပ်ပုံကိုမြင်လိုက်ရပြီးထိုမင်းမတရဲမှာဒေါကျင်၏ရေးစားဖြစ်ကြောင်းတွေ့ရှိသွားခဲ့ပါတယ်။